ကပ်ကာငငယ်တွေကခိုးကြိုက်ခဲ့ရတဲ့အရှိတို့ကကိုင်ယူရှင်းလင်းရေးဖွဲ့ခေါင်းဆောင်ဖြစ်ပြီးကပ်ကာကတော့စေယုံတက်နေကိုင်ယူတကောင်ကပါဇက်ထဲဝင်သွားကြောင်းကိုင်ယူပုံစံပြောင်းသွားခဲ့ပါတယ်။ဒါကြောင့်ကပ်ကာကိုမြင်သွားတဲ့စေယုံတက်နေတဲ့အဖိုးကကိုင်ယူရှင်းလင်းတပ်ဖွဲ့ကိုဖုံးဆက်တိုင်ခဲ့ပြီးအီချီကာဝါကလည်းထွက်ပြေးဖို့ပြောခဲ့ပါတယ်။အရင်အတိတ်မှာတော့ကပ်ကာကာဝေးတပ်ဖွဲ့ခေါင်းဆောင်ပုံစံတုကအရှိတို့ကိုပြောခဲ့တာကြောင့်အရှိတို့ကရီးခဲ့ပြီးကပ်ကာကိုကျေးဇူးတင်ကြောင်းနဲ့ငါတို့သာအတူတူရှိမယ်ဆိုဘာလို့မှကြောက်စရာမရှိတော့ဘူးလို့ပြောခဲ့ပါတယ်။စေယုံမှာတော့ကပ်ကာကိုဖိုးကကြောက်နေရကြောင်းအီချီကာဝါကမကြောက်အောင်ပြုံးပြဖို့ပြောခဲ့ပြီးကပ်ကာကပြုံးပြတဲ့အချိန်မှာတော့ကြောက်စရာပိုကောင်းသွားတာကြောင့်အဖိုးကိုလည်းသတိမေ့သွားခဲ့ပါတယ်။ဒါကြောင့်ကပ်ကာကအဖိုးကိုစီအစင်ပြေလာသွားမိကနေရန်ကိုလက်ထောက်တဲ့အချိန်မှာတော့နေရန်လည်းကျိုးပဲ့ကအပ်သွားခဲ့ပါတယ်။အဲ့ဒီနောက်တခြားခန်းကလူတွေပါမြင်သွားတာကြောင့်အီချီကာဝါကကပ်ကာကိုထွက်ပြေးဖို့ပြောခဲ့ပြီးကပ်ကာတကားဖွင့်တဲ့အချိန်မှာတော့မှန်နေကွဲရကခန်းနေရန်လည်းပျက်စီးသွားခဲ့ပါတယ်။ကပ်ကာလည်းပြောင်းလဲနေတဲ့ခန္ဓာကိုယ်ကိုမေ့သွားပြီးလုံးမိသွားတာကြောင့်တောင်းပန်ပါတယ်လို့ပြောခဲ့ပြီးအီချီကာဝါကခုံဆင်းတဲ့အချိန်မှာတော့ကပ်ကာလည်းလိုက်ခုံခဲ့ပြီးအမြင့်ကြီးကိုရောက်သွားပါတယ်။ဒီလိုနဲ့ပြေးရင်အီချီကာဝါကကပ်ကာအစတွေကဖြစ်နေရလားဘယ်တော့ကဖြစ်သွားရလဲတေးကြောင်မေးဖို့လက်ကြည့်တဲ့အချိန်မှာတော့ကပ်ကာပုံစံကဗျံပရာဖြစ်နေပါတယ်။ဒါကြောင့်အီချီကာဝါကနောက်ထပ်ပုံစံတစ်ခုလားမေးနေပြီးကပ်ကာလည်းသူ့ဟာသူဘာမှမသိဘူးလို့ပြောကပါဇက်ထဲကနေခိုးတကောင်ကိုလှမ်းဆွဲပြီးစားပစ်ခဲ့ပါတယ်။ကပ်ကာကတော့သူလောက်တာမဟုတ်ဘူးလို့အီချီကာဝါကိုအသေးအံရှင်းပြခဲ့ပြီးနောက်ထပ်ထူးဆန်းတာတစ်ခုဖြစ်နေပြန်ပြီလို့အီချီကာဝါကိုပြောခဲ့ပါတယ်။အီချီကာဝါကလည်းဘာဖြစ်တာလဲမေးခဲ့ပြီးကပ်ကာကသေးပေါက်ချင်နေရလို့ပြောခဲ့ရကြောင်းအီချီကာဝါကပစ္စည်းကိုမတွေ့တာကြောင့်ဘလို့ပေါက်မှလည်းမေးနေချိန်သေးကနိုးတွေကနေထွက်ကြလာခဲ့ပါတယ်။ထွက်ကြလာပြီးနောက်မှာတော့ကပ်ကာကလမ်းမော်ကိုပက်လက်လှန်လိုက်ပြီးဒီပုံစံနဲ့ကာကွယ်တက်တဲ့ဝင်လို့ရသေးလားမေးနေပြီးအီချီကာဝါကလည်းလုံးဝမရကြောင်းနဲ့ဝင်ခဲ့ရင်တခါတည်းတည်သွားနိုင်တယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်အီချီကာဝါကကပ်ကာကိုထွက်ပြေးဖို့ဖိအားပေးခဲ့ပြီးရဲတွေကန်းသက်ထားတဲ့နေရာကိုထွက်ပြေးဖို့ခေါ်တဲ့ချိန်ကပ်ကာကမြေရောက်ထဲကနေလာနေတဲ့ကိုင်ယူကိုအာယုံခံမိခဲ့ပါတယ်။ခဏအကြာမှာတော့စေယုံနာကနေကိုင်ယူတကောင်ထွက်လာခဲ့ပြီးအီချီကာဝါကလည်းကပ်ကာစပြောင်းတဲ့ကတတိပေးချက်မြည်ခဲ့တာကြောင့်လူမရှိတော့တော့ဘူးလို့ပြောခဲ့ပါတယ်။ကိုင်ယူထွက်ပေါ်လာတဲ့နေရာနာကအဆောက်အဦထဲမှာတော့ကလေးတယောက်က BOP နေတဲ့သူ့အမေကိုကဲဖို့ငွေရိုကစူးစမ်းနေပါတယ်။ဒါကြောင့်ကလေးငိုတန်ကြောင့်အသက်ရှင်နေတဲ့လူသားတွေကိုကိုင်ယူကခြေရခံနိုင်ခဲ့ပြီးပြိုကျနေတဲ့အဆောက်အဦကိုဖဲကကလေးမလေးကိုစားဖို့လုပ်ခဲ့ပါတယ်။ဒီလိုနဲ့ကလေးမလေးကကိုင်ယူရဲ့ပါဇက်တဲ့ရောက်ခန့်ဒီအချိန်မှာတော့ကပ်ကာရောက်လာခဲ့ပြီးကိုင်ယူရဲ့မီယိုကိုလွှဲထိုးလိုက်ပါတယ်။ကလေးကတော့ကပ်ကာကိုကြောက်နေရကြောင်းကပ်ကာကမကြောက်အောင်ပြုံးပြခဲ့ပြီးကလေးကတော့သွေးပြတ်မတဲ့အော်ကပူကြောက်သွားခဲ့ပါတယ်။အဲ့ဒီနောက်အီချီကာဝါရောက်လာခဲ့တာကြောင့်ကပ်ကာကဘီယိုကိုမကပြီးနေတဲ့မိန်းကလေးကိုခေါ်ခဲ့ပြီးလွတ်ရအောင်ထွက်ပြေးခိုင်းခဲ့ပါတယ်။အီချီကာဝါတို့အဆောက်အဦကြပုံနေတဲ့အချိန်မှာတော့ကိုင်ယူကပြန်ရောက်လာခဲ့ပြီးကပ်ကာကလည်းအားကုန်လွှဲပြီးကိုင်ယူရဲ့မီယိုကနေလွှဲထိုးလိုက်ပါတယ်။ဒီလိုနဲ့ကိုင်ယူရဲ့ခန္ဓာကိုယ်လည်းတစားစီပြတ်ထွက်သွားခဲ့ပြီးမြေပြင်တစ်ခုလုံးလည်းသွေးမိုးရွာသွားခဲ့ပါတယ်။အဲ့ဒီနောက်ကပ်ကာအမေဖြစ်သူကိုစေယုံပို့ဖို့ကလေးကိုပြောခဲ့ပြီးကလေးကကြောက်ကအီချီကာဝါနောက်ပုံနေခဲ့တာကြောင့်ကပ်ကာမကြောက်ဖို့နဲ့သူလည်းထွက်သွားတော့မှာလို့ပြောခဲ့ပါတယ်။ဒီလိုနဲ့ကပ်ကာကထွက်သွားဖို့ပြင်တဲ့အချိန်ကလေးကထွက်လာကကျေးဇူးတင်ကြောင်းပြောခဲ့ပြီးကပ်ကာလည်းငငယ်ကအရှိတို့ပြောခဲ့တဲ့စကားတွေကိုပြန်ကြားအောင်ကကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအဖြစ်အတူတူတိုက်ပွဲဝင်မဲ့ပုံစံကိုတွေးနေခဲ့ပါတယ်။အီချီကာဝါကတော့အတွေးတွေကြမျောနေတဲ့ကပ်ကာကိုကာကွယ်ရေးတက်မလာခင်ထွက်ပြေးကြဆိုလို့ပြောကကပ်ကာလည်းသူမဘေးနားမှာငါရှိနိုင်အောင်လုပ်မယ်လို့ပြောခဲ့ပြီးကပ်ကာရဲ့ခေါင်းလည်းပြန်ပေါ်လာခဲ့ပါတယ်။ကာကွယ်ရေးတက်ရောက်လာတဲ့အချိန်မှာတော့ကိုင်ယူကသေဆုံးနေရကြောင်းအရှိတို့လည်းအဖြစ်ရှာများဖြစ်နေပြီးကလေးကိုမီးတဲ့အချိန်မှာတော့ကလေးကကြောက်နေခဲ့ပါတယ်။ဒါကြောင့်အရှိတို့ကခေါင်းကိုပုတ်ကကိုင်ယူတွေအကုန်လုံးကိုသူရှင်းပေးမှမကြောက်နဲ့တော့လို့ပြောခဲ့ပြီးကလေးကလည်းသူတို့ကိုကယ်ပေးခဲ့တဲ့သဘောကောင်းတဲ့ကိုင်ယူကိုတော့ထိခိုက်အောင်မလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။ကပ်ကာတို့လောယုံကန်ထဲမှာတော့မျက်မြင်သက်သေရရွေးဆွဲထားတဲ့ကိုင်ယူသတင်းသတိပေးချက်ကိုကြည့်နေကြပြီးကာကွယ်ရေးတပ်ရဲ့လှုပ်ဝက်ထားတဲ့ရှစ်ကောင်မြောက်ကိုင်ယူလို့သတင်းတောက်ကပြောနေပါတယ်။တကယ်တော့ကပ်ကာရဲ့ကိုင်ယူအဖြစ်ဖြစ်သွားခဲ့တာ3လကြာသွားခဲ့ပါပြီ။အဲ့ဒီနောက်လောသမားကအီချီကာဝါနဲ့ကပ်ကာအတွက်ကာကွယ်ရေးတပ်ကစာရုပ်ထားကြောင်းပြောကပေးခဲ့ပြီးအီချီကာဝါရဲ့ရှောက်လာမှာတော့ပရမအဆင့်အောင်မြင်သွားခဲ့ပါတယ်။အလုသမားခေါင်းဆောင်ကလည်းအလုခွန်နဲ့ရောက်နေတဲ့ကပ်ကာကိုရှောက်လာပေးဖို့အီချီကာဝါကိုခိုင်းကအီချီကာဝါကသွားပြီးဖို့ထွက်လာခဲ့ပြီးကပ်ကာကိုပေးဖို့မတင်မကြားဖြစ်နေရကြောင်းရှောက်လာကိုဖွင့်ကြည့်ခဲ့ပါတယ်။ဒီလိုနဲ့ကပ်ကာအောင်သွားမှမြင်ခဲ့ပြီးနောက်ကပ်ကာစီပြေးကအောက်ကနေအောင်မြင်ကြောင်းလှမ်းရောက်ခဲ့ပြီးကပ်ကာကတော့အလုခွန်ထဲမှာပုံစံပြောင်းကထမင်းစားနေပါတယ်။ဒါကြောင့်အီချီကာဝါကပြစ်ကန်ကအမြန်ပြောင်းလိုက်ဖို့ပြောနေပြီးကပ်ကာကလည်းလိုက်ပြောင်းခဲ့ပြီးပါဇက်ပေါက်ကကြံနေခဲ့ပါတယ်။အီချီကာဝါကတော့ပရမဆင်ကစာရေးစာပြေမှုကိစ္စမရှိပေမဲ့ဒုတိယအဆင့်ဖြေဆိုမှုမှာအရာရှိတွေပါစောင့်ကြည့်နေမှကြောင့်စိုးရိမ်နေပြီးမပြေဖို့ပြောခဲ့ပါတယ်။ကပ်ကာလည်းအီချီကာဝါကိုခြေထောက်ဖက်ကအဲ့လိုမတားဖို့ပြောနေပြီးအီချီကာဝါကလည်းဖြေမဲ့ဆိုရင်ဒီလိုကိုင်းယူပုံစံမဖြစ်အောင်ကြိုးစားဖို့ပြောခဲ့ပါတယ်။အီချီကာဝါထွက်သွားတဲ့အချိန်မှာတော့ကပ်ကာဒီတစ်ချိန်ကအသက်ကန့်သက်ချက်အရသူ့အတွက်နောက်ဆုံးပြစ်ပြီးစီနီယာတယောက်အနေနဲ့လည်းကြာရှုံးတာမဖြစ်သင့်ဘူးလို့တွေးကအောင်မြင်အောင်လုပ်ဖို့တန်တိတ်ထန်ချထားလိုက်ပါတယ်။ဒီလိုနဲ့ဆမ်မွဲဖြစ်မဲ့အချိန်ကိုရောက်လာခဲ့ပြီးကပ်ကာတို့လည်းကုမ္ပဏီကားကိုမောင်းကဖြေဆိုရမယ့်စခန်းကိုရောက်လာခဲ့ပါတယ်။အီချီကာဝါကတော့ခွန်မာကာယစခန်းတဲ့ဒီစခန်းကပိုကြီးတာပဲလို့ပြောခဲ့ပြီးကပ်ကာလည်းဒီနေရာကိုခုခံရေးမျိုးဆောင်တက်နဲ့အတူတူပေါင်းပြီးစခန်းချထားတာလို့ပြောခဲ့ပါတယ်။
အီချီကာဝါကတော့ကပ်ကာသာဒီနေရာမှာပုံစံပြောင်းသွားရင်သေမှာပဲလို့ပြောခဲ့ပြီးမိန်းကလေးတယောက်ကကပ်ကာကိုဘိုးတော်လို့လှမ်းခေါ်ခဲ့ပါတယ်ကပ်ကာလည်းသူ့အသက်က30နှစ်ပဲရှိသေးတာလို့ပြောခဲ့ပြီးကောင်မလေးကလည်းအဲ့ဒါကြောင့်ဘိုးတော်လို့ခေါ်ကြောင်းပြောကကားကိုရွှေ့ပေးဖို့ခိုင်းခဲ့ပါတယ်ကပ်ကာလည်းနေရာလွတ်တွေအများကြီးရှိနေတာပဲလို့ပြောခဲ့ပြီးကောင်မလေးကတော့ကပ်ကာတို့ရက်ထားတဲ့55ကနန်းကကန်ကောင်းစီတယ်လို့ပြောခဲ့ပါတယ်ကပ်ကာလည်းမရွှေ့ပေးနိုင်ကြောင်းပြန်ပြောခဲ့ပြီးကောင်မလေးကလည်းအပေါ်အင်ကြီးကိုချုပ်ကအတွင်းကအသားကဲအင်ကြီးကိုပါဝါတင်လိုက်ပြီးကပ်ကာတို့ကားကိုရမ်းလိုက်တာကြောင့်ကပ်ကာကိုလည်းအော်သွားခဲ့ပါတယ်အီချီကာဝါကတော့ဝစ်ဆုံကိုထူးဆန်းနေရကြောင်းမင်းကဘသူလဲလို့မေးခဲ့ပြီးမိန်းကလေးကလည်းရှီနိုမီယာလို့မိတ်ဆက်ခဲ့ပါတယ်အဲ့နောက်ရှီနိုမီယာကကာကွယ်ရေးတပ်ထဲဝင်ရတဲ့ရည်ရွယ်ချက်ကတွေးသမျှကန်ယူအကုန်တက်ချင်လို့ဖြစ်ကြောင်းပြောကကပ်ကာနာကက်ခက်ပြီးကပ်ကာကိုရီးယားကနေကန်ယူနဲ့ရတယ်လို့ပြောခဲ့ပါတယ်